star ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအခုမှအလူကနေပြန်ရောက်တာပေါ့နော်အလူကပြန်ရောက်ချင်းပဲဒီမှာစားစရာတွေအများကြီးရောက်လာတယ်အဲ့တော့မိတ်ဆက်ပေးပါမယ် K2 ငပလီဆိုင်ရဖြစ်ပါတယ်သူကတန်းသူမလန်းနဲ့ရတနာလန်းတောက်မှာရှိတာပေါ့နော် K2 ငပလီအစားတောက်ဆိုင်ရနေပြီးတော့ကောင်းချင်းထုတ်ကတော့ချူလေးထင်နဲ့ပဲရယ်အုံသီးရယ်ငပြောသီးရယ်ဖြစ်လိမ့်မယ်အရန်ကြိုက်တော့ကောင်းချင်းထုတ်ကလေးတွေလည်းလက်ဆောင်ပါပါတယ်ဟောတာကတော့လုံးဝအဲ့ဒီဆိုင်ရဲ့ signature ဖြစ်တဲ့ငပီတောင်းနဲ့တိုးစရာထဲမှာဒါငှက်ကြီးတောင်လို့ခေါ်တယ်ရခိုင်လူမျိုးဆိုရင်သိပါတယ်ငှက်ကြီးတောင်ဖြစ်မှာနော်ဟုတ်ပါဟုတ်တယ်ငှက်ကြီးတောင်ချိုးနာကောင်းရအောင်တိုးစရာလေးနော်မင်းကိုအဲ့နေကြရင် share ဆွဲပါမယ်အခုတော့မဆွဲနိုင်သေးလို့ပါဒါကတော့ငလိပ်ကြောက်ကြော်ဖြစ်ပါတယ်ငလိပ်ကြောက်ကြော်နှစ်ဘူးထည့်ပေးလိုက်ပါတယ်ဒါကတော့ဒါနဲ့တူတယ်ငလိပ်ကြောက်ကြော်ဇုံးလေးဟိုကဘာလဲမသိငလိပ်ကြောက်ကောင်းတယ်ဟာဒါတော့966ချက်ဖြစ်ပါတယ်ငါးလေးကိုဒီကငါကုန်းညုံမလားနော်အကုန်းညုံ66ချက်တာဖြစ်ပါတယ်အဲ့ဒါကတော့ခမင်းနဲ့ဆွဲပါမယ်ပြီးတော့ K2 ရဲ့ရခိုင်ရဲ့ signature ဖြစ်တဲ့လုံးဝအကြိုက်ဆုံးအစားအစာလေးရတော့ဟောဒီမှာလှော်စာပဲဖြစ်ပါတယ်လှော်စာကတော့ရိုးရအစားအစာဆိုတော့လေအမလေးကောင်းလိုက်တာအမလေးကောင်းလိုက်တာလှော်စာပဲဖြစ်ပါတယ်အစ်စ်လည်းရှိတယ်နောက်ထပ်လက်ဆောင်ထည့်ပေးလိုက်တာတော့အခုစားမယ်အရသာဘာလေးတွေလဲဆိုတာပြမယ်နော်ပြမယ်ဒါကလည်းပင်လယ်စာတောက်စမ်းဒီမှာအိုးမွေးတာမုတ်ဖက်လေးနဲ့တုတ်စားလိုက်ချဲပဲကင်းမုံဒီလိုပဲပြရဘယ်လိုပြရမလဲတော့မသိဘူးဝှချနေတာတကယ်တော့လေဒါမှလည်းတက်နိုင်နေ့တည်းတော့စားမှာပဲဇွန်ဒီမှာကြည့်လိုက်ကင်းမုံငပိချက်ဟဲ့ဖားသားကြီးကိုတော့နည်းနည်းပို့လာအောင်ပါပဲညကြရင်လေကင်းမုံငပိချက်ဖြစ်ပါတယ်နော်သူစားကြမှာပဲနော်ဒီလေးချိန်ငှက်ကြီးတောင်ဆိုတော့လေငှက်ကြီးတောင်တိုးစရာလေးနဲ့ဒီဟာလေးတော့ဘွက်လောက်ပေးလိုက်မယ်နော်ဖေးစားကောင်းတောက်ဖွယ်လေးရရင်ကြောင့်မိဘကိုတတိရတယ်စားကောင်းတောက်ဖွယ်လေးကြားတယ်အိုးဒီမှာ white star ပဲဖြစ်ပါတယ် white star မနေ့ကမှရောက်တာတဲ့ဒီနေ့မှထုပြီးခွဲထားတာလို့ပြောတယ် white star ပဲဖြစ်ပါတယ်အဲ့ဒါကိုဒီလိုပင်လယ်စာ sauce နဲ့ပဲဆာဒီလိုမျိုးဟိုဗာလဲဟိုယိုရီးယားဂျပန်လိုမျိုး soy sauce နဲ့ပဲဆာဒီလိုမျိုးကြက်သွန်နဲ့ပဲဆာအဲ့တော့ white star ကိုစားပြမယ်နော်3မျိုးစားပြမယ်အင်းဆုံးတမ်းမြရည်လေးကိုညှစ်ပါမယ်တမ်းမြရည်လေးကိုညှစ်ပြီးသွားပြီဆိုလို့ရှိရင်ကြည့်အောင်နော်အနီးကပြရမယ်မြန်ကြီးလိုညှစ်ပြီးသွားပြီဆိုဟောမှာကျက်သွန်ကြောကိုပြင်ပါမယ်ကျက်သွန်ကြောများလေးနဲ့စားမယ်ပြီးတော့ဟောမှာငရုတ်သီးကြောကဲနိုင်မှာလက်ကြနေအမေအဲ့လေးစိန်လိုက်လေဘလိုမျိုးလေးလေသဘောတရားလောက်ကလေးထဲ့ဆိုအတိတ်ပဲလေးရှင်းပြပေးပါဦးဒီလေဟမ်ပြောပြပါစနည်းနည်းလေးပါရဆော်ရုံလေးပေါ့မပါရင်မကောင်းဆိုလို့လေတော့ပြီကြိုက်လာစိုက်သူကသမယာလေးနိုင်လေးဆိုင်ရကောင်းရနော်တကယ်ကောင်းတာ
စားအောင်လေ ရင်းသေးနဲ့ဆွဲလိုက်တယ်အဲ့လိုဟောသွားဖြစ်သွားတယ် อืม သူကဒါဘယ်လိုလုပ်ထားလဲမသိ ထုပြီးခွဲထားတယ် အစိမ့်မယ်ဒီတိုင်း อืม ဟာဒါလုံးဝအစိမ့်ဘာမှလုပ်မထားတဲ့ဟာပေါ့ မလုံးမထားဘူးဒီလေ organic စစ်စစ်ဒီကဒါနဲ့စားဒါကမဆက်ဘူးဒီငယ်ဦးကြီးကြော်အဲ့မြည်ကြည့်လားသူကဟိုလိုအဆက်မဟုတ်ရိုးရမ်းကြီးရုပ်ဒီကြောင်ဆိုလဲဒါအချင်းပါပြီလား ဟိုအချင်းမထည့်ထား အော်မလုံးလား ဘူးလုံးလားဆိုမေးသဘောတရားလောက်ထည့်ပေးထားမယ်ရော့သဘောတရားလောက်လေးထည့်ပေးထားမယ် ဒါပါရတဲ့မှာခိုင်း ဟုတ်ပါပြီကောင်းတော့အလုံး20လောက်တစ်ထိုင်နဲ့စားနိုင်တယ် နှလုံးမှာစား ဟာကောင်းနေတာခုတော့မျိုးစားကောင်းတောက်ပွဲတွေကိုတတိတရားနဲ့လှမ်းပို့ပေးတယ် K2 ငပလီစားတော့ရခိုင်စားစားကျေးဇူးအများကြီးတင်ပါတယ်ချူလေးလိုမျိုးစားခြင်းနဲ့ဆိုရင်တော့စံသူမလန်းနဲ့ဒါပါခေါ်ရတနာလန်းအစုံအတောင်နာလေးမှာရှိပါတယ်တတ